စံတထောင်နဲ့သွားမင်းဖုံးမေးသွားဝင်တော့လူလာပြီလာခိုင်းတာမင်းချစ်တော့မပါဘူးလားကိုယ့်ကိုသွားဝယ်ပါရောတေးကြလားတေးကြလုံးတော့ကိုယ့်ကိုသွားဝယ်ဟေးအောင်အဲ့ဒါဆိုလို့ရှိရင်အောင်မင်းရွာတော်မိုင်းမင်းမတော့ခိုးတော့ဟာနော်သမီးကိုတော့ခိုးတာမင်းသမီးနဲ့မင်းမအေးနဲ့မှားပြီးတော့မင်းမအေးမားတဲ့ကိစ္စကိုငါတရားလုံးသိပါအောင်ငါလိုက်ဖွာပလိုက်မှာနော်မင်းအဲ့လိုဖွာကြည့်လားအေးရောမင်းလည်းမနေ့တော့ရွာတော်မိုင်းကန်ရောင်မင်းရေချိုးလိုက်ရောင်ဟိုဆိုင်ပြောက်ပြီးတော့မင်းမပြောပတ်နေနဲ့ပတ်လာပြီးတော့ရွာတဲ့ညတကောင်လူချင်းလေးချင်းမှမင်းဝင်လိုက်ကြောင်းလေငါလည်းဖွာမှာပဲမင်းအဲ့လိုဖွာကြည့်လားဖွာမှာပဲမင်းလည်းဖွာမင်းအဲ့လိုကြည့်ပါအေးဖွာမှာပြောင်းအဲ့ဒါဆိုရင်ရောင်မင်းရောင်လို့ရွာတော်ပိုင်းကိုမင်းအလှူသွားတော့မှာနော်အလှူသွားတော့မင်းရောင်မင်းဆိုင်ကယ်ကယ်ရီပတ်စံမင်း200ပေးစရာမရှိလို့ဆိုပြီးတော့မင်းအဲ့နန်းမှာမင်းဘိုးတော်ကြီးမင်းတောင်းစားနေတယ်မင်းတောင်းသားဘိုးတော်ကြီးခွက်တည်းရမင်းအဲ့ဒီ200ကိုမင်းမအားလိုက်တဲ့ကိစ္စနော်ဟေ့အောင်အဲ့ဒါမင်းရေးမကြည့်တော့မင်းအဲ့ဒါတခိုးနော်ခိုးတာနော်ခိုးတာတော့မင်းယူတဲ့နဲ့မင်းတခိုးမဟုတ်မင်းအောက်တန်းသားတခိုးမင်းတောင်းသားတရားမင်းခိုးလဲဆိုအောက်တန်းသားတခိုးအဲ့ဒီကိစ္စကိုမင်းကတော့မဖွာပါနဲ့ဆိုတဲ့ကိစ္စကိုငါကတော့တရားလုံးသိပါငါဖွာမှာပဲရောမင်းအဲ့လိုလားမင်းအဲ့လိုကြည့်လားရောမင်းလည်းအတူတူပဲလေမင်းဟိုဘက်ရွာအလူပွဲသွားတော့ညဆိုင်သွားကြည့်တော့လေအဲ့ဒါမင်းရောမင်းဟိုပါတဲ့ကောင်းမှမမသိအချောင်းမမသိမင်းအဲ့ဒါသွားငန်းတာလေနောက်ကနေကြည့်ပြီးသွားငန်းတာလေအဲ့ဒါပြီးတော့ရီးသားသားကပြတာအချောင်းကြီးဖြစ်နေလေအဲ့ကြောင့်ငါလည်းလူဆုံးတော့ငါလည်းရှင်းပြမှာပဲပြောမှာပဲငါလည်းဖွာမှာပဲမဖွာနဲ့ငါလည်းမင်းမဖွာဘူးမင်းလည်းငါမဖွာနဲ့ရောဟုတ်လားအတီလားအတီကိုကန်းလည်းကိုတီနော်အေးဂရိလားဂရိမဖွာနဲ့နော်မင်းနဲ့မဖွာအေးမဖွာနဲ့အေးဘယ်သူမှတော့